ကျွန်တော်ကျမတို့ကတော့ကွန်ဒိုမီနီယံတစ်လုံးပိုင်ဆိုင်မှုစိတ်ကူးထားတာငွေတစ်လုံးတစ်ခဲတည်းမပေးချင်ဘူးကိုစီတူရေဆိုပြီးတော့ပြောနေကြတာကျွန်တော်ကြားရပါတယ်မိတ်ဆွေတို့လိုပဲခံစားနေရတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအများကြီးရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဓိကကငွေတစ်လုံးတည်းမပေးချင်တာကြောင့်ပဲမဝယ်ပြစ်သေးတာဖြစ်ပါတယ်ဒါပေမဲ့အခုတော့အခွင့်အရေးတစ်ခုအမှန်တကယ်ပေါ်လာပါပြီ Union House မြန်မာကရန်ကုန်မှာရှိတဲ့ Luxury Condominium Project တွေကိုနှစ်ရှည်အရေးကြစနစ်နဲ့ဝယ်လို့ရအောင်စီစဉ်ထားပါပြီနှစ်ရှည်ဗန်ချိတ်အရေးကြစနစ်နဲ့ဝယ်လို့ရမယ်လှိုင်မြို့နယ်အင်းစိန်လမ်းမကြီးမေးတင်ပေါ်က The Century Condominium လာပေါင်း30အထိအရေးကြနဲ့ဝယ်လို့ရမယ်ရန်ကင်းမြို့နယ်က Golden City Condominium နှစ်ရှည်အတိုးမဲ့အရေးကြနဲ့ဝယ်လို့ရမယ်ကပါအေးဖျားလမ်းမကြီးပေါ်က The Central ကံဘက်လမ်းမကြီးပေါ်က The Central Soho အလုံးဘိုးလမ်းမကြီးပေါ်ကတပတ်ဒါအပြင်15နှစ်အထိဗန်ချိတ်စနစ်နဲ့ဝယ်လို့ရမယ်အမနာဘေးကွန်ဒိုမီနီယံလမ်းမတော်မင်းရဲကြောက်သွားလမ်းမကြီးပေါ်ကဘေးလီယံမန်ရှင်ကွန်ဒိုမီနီယံတို့ပဲဖြစ်ပါတယ်လက်စရီကွန်ဒိုမီနီယံတစ်ခန်းပိုင်ဆိုင်ခြင်းပဲငွေပေးချင်မှုပုံစံကြောင့်စဉ်းစားနေတဲ့သူတွေအတွက်ဒီလိုနှစ်ရှည်ရစ်ကြစနစ်ကအမှန်တကယ်ကူညီပေးနိုင်ပါတယ်မိတ်ဆွေအတွက်ဒီအခွင့်အရေးကိုအရယူဖို့ဘာတွေစဉ်းစားနေဦးမှာလဲအခုပဲ0950322556 0978930766ကိုအာမနာတန်ဆက်သွယ်လိုက်ပါနှစ်ရှည်ရေးကြနဲ့ကွန်ဒိုမီနီယံတစ်လုံးပိုင်ဆိုင်နေမယ်မိတ်ဆွေအိမ်မက်ကိုလက်လွတ်မခံပါနဲ့